everyone ဒီနေ့မှာတော့ SAT မှတ်မှာပါတဲ့ arithmetic and algebra ပုံစံလေးတစ်ပုဒ်ကိုအကုန်လုံးနဲ့တူတူတက်ပြပေးချင်ပါတယ်။မိကောင်းလေးရဲ့ scale ကကြတော့ linear inequalities in 1 or 2 variable ဖြစ်ပြီးတော့ difficulty ကတော့ medium ရှိပါတယ်။အဲ့တော့ပေါ့နော်ဒီပုံစံလေးကိုဒါရ hand calculation နဲ့ဘယ်လိုမျိုးတွက်ရမလဲပြီးတော့ decimal နဲ့ရောဘယ်လိုမျိုးတွက်လို့ရလဲဆိုတာလေးတစ်ခုပြပြပေးချင်ပါတယ်အဲ့တော့အကုန်လုံးကြည့်နေတဲ့သူအနေနဲ့ကိုအားသာရဲ့ဘက်လေးကိုရွေးပြီးတော့တွက်ကြည့်လို့ရတယ်နော်အရင်ဆုံးအနေနဲ့မိကုန်းလေးဖတ်ကြည့်ရအောင်မိကုန်းမှာပြောထားတာကကြတော့A cargo helicopter delivers only 100-pound packages and 120-pound packages အဲ့တော့ cargo တဲ့ပေးရဲ့ helicopter ကpackage အမျိုးအစားနှစ်ခုတွေကိုပဲတည်။ဘာလဲဆိုရင်100 pound ရှိရဲ့ package ရေ120 pound ရှိရဲ့ package ရေဆိုပြီးတော့တည်ပါတယ်။ For each delivery trip, the helicopter must carry at least 10 packages တဲ့ဆို delivery trip တစ်ခုချင်းစီတိုင်းမှာဆိုရင် package အရေအတွက်အနည်းဆုံး10ခုတည်ရမယ်။ And the total weight of the packages can be at most 1100 pounds တဲ့သူတို့ရဲ့စုစုပေါင်းpackage တွေရဲ့စုစုပေါင်းလေးချိန်ကအများဆုံး1100ပေါင်ပဲရှိရမယ်ဆိုတော့1100ပေါင်နဲ့ကျော်လို့မရအောင်မိခွန်းမှာမိထားတာကကြတော့ what is the maximum numbers of 120 pound packages that the helicopter can carry per trip 120 pound packages ရဲ့အများဆုံးတင်နိုင်တဲ့အရေအတွက်ကိုမိထားတာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ဒီမိခွန်းမှာပြီးထားတဲ့ပြီးချက်တွေကိုပဲကြည့်ပြီးတော့ကျွန်တော် equation လေးတည်ဆောက်ပါမယ်အဲ့တော့ equation မတည်ဆောက်ခင်မှာပေါ့နော်မတည်ခင်လေးထားကြည့်ရအောင်ဒီမှာဆိုရင်ကျွန်တော်အနေနဲ့100 pound packages ရဲ့ရည်အတွက်ရယ်120 pound packages ရဲ့ရည်အတွက်ရရှိရယ်အဲ့တော့100 pound packages ရဲ့ရည်အတွက်ကို x လို့ထားပြီးတော့120 pound packages ရဲ့ရည်အတွက်ကို y လို့ထားကြည့်ရအောင်ဒီလိုထားလိုက်မယ်ဆိုရင်ကျွန်တော်အနေနဲ့တွေ့ရပို့ပြီးတော့လွေသွားတယ်ဒီမှာဆိုရင်သူပြောထားတဲ့အတိုင်းပေါ့နော် delivery trip တစ်ခုက10 package အနည်းဆုံးတည်ရမယ်ဆိုတော့သူတို့နှစ်ခုပေါင်းကအနည်းဆုံး10ခုရှိရမယ်ပေါ့စိန်တို့အနေနဲ့အနည်းဆုံး10ခုဆိုပေမဲ့ inequality sign တွေမသုံးဘဲနဲ့ဒီတိုင်း equally နဲ့ပဲတွက်ကြည့်ရအောင်ဆိုတော့ x plus y equal 10ဆိုရင် equation လေးတစ်ခုတည်ဆောက်လို့ရသွားပြီနောက်တစ်ခုသူပေးထားတာဆို total weight စုစုပေါင်းလေးချိန်အဲ့တော့ package တွေရဲ့စုစုပေါင်းလေးချိန်လို့ဆိုရင် package တစ်ခုရဲ့အလေးချိန်ရဲ့သူတို့ရဲ့total number ကိုမြောင်ပေးလိုက်အောင်ပဲပေါ့100ပေါင်ရဲ့ total လေးချိန်ဆိုရင်100ရဲ့သူ့ရဲ့ total number ဖြစ်တဲ့ x လေးရဲ့မြောင်လိုက်ရင်ရပြီအလားတူပဲ120 pound packages ရဲ့ total weight ကိုလိုချင်တယ်ဆိုရင်လည်းတစ်ခုရဲ့အလေးချိန်ဖြစ်တဲ့120ရဲ့သူ့ရဲ့ total number ဖြစ်တဲ့ y လေးမြောင်လိုက်ရင်သူတို့ရဲ့ total weight ရပါပြီဆိုတော့ total weight စုစုပေါင်းကအများဆုံး1100ဆိုတော့လွယ်အောင် equally သုံးပြီးတော့ပဲ1100နဲ့တွားညှိပေးလိုက်ပါမယ်ဒါဆိုရင်ကျွန်တော် equation တစ်ခုရသွားပြီเนาะဒီ equation တစ်ခုတွေကမှလိုချင်တဲ့မိကောမှာမိထားတဲ့ဟာက120 pound package ရဲ့အများဆုံးတည်နိုင်တဲ့အရေးအတွက်ဆိုတော့ဒီမှာပေးထားတဲ့ y ရဲ့ value လေးကိုရှာပေးလိုက်ရပြီ equation တစ်ခုဆိုတော့ elimination method သုံးမလား substituting method သုံးမလားနှစ်ခုကြိုင်ရသုံးပြီးတော့တွက်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီတစ်ခါကို elimination လေးသုံးလိုက်မယ် elimination မသုံးခင်မှာ eliminate လုပ်လို့ရအောင်ကျွန်တော်ဒီဟာလေးကို100နဲ့တွားပြီးတော့မြောက်ပေးရအောင်ဆိုတော့ equation 1လေးကို100နဲ့မြောက်မယ်ဆိုတော့ 100x plus y ကိုလည်း100နဲ့မြောက်မယ်ဆိုတော့ 100y equal 30ကို100နဲ့မြောက်တယ်ဆိုတော့1000ဖြစ်မှာပေါ့ဒါဆိုရင်ကျွန်တော် eliminate လုပ်လို့ရပါပြီဆိုတော့ eliminate မလုပ်ခင်မှာ sign လေးပြောင်းမယ်နော်ဒါဆိုရင်100ထဲက100ကိုနှုတ်တော့0ကျန်မယ်120ရဲ့100ကိုနှုတ်တော့20ပြီးတော့သူက y ဆိုတော့21ဖြစ်ပါလိမ့်မယ်ဆိုတော့1100ထဲက1000နှုတ်တော့100ကျန်မှာပေါ့ဒါဆိုရင်ကျွန်တော်အနေနဲ့ y ရဲ့ value လေးရှာထုတ်လို့ရပါပြီy ရဲ့ value ဆိုရင်100ကို20နဲ့စာရုံပါပဲဆိုတော့20 5လီ100ဆိုတော့ y ရဲ့ total number လေးက5ဆိုပြီးတော့ထွက်လာပါတယ်ဒါဆိုရင်ကျွန်တော်လိုချင်တဲ့ maximum number ကလည်း y equal 5ဆိုပြီးတော့ထွက်လာပါလိမ့်မယ်ဆိုတော့အဖြေမှန်လေးဆိုရင်နံပါတ် C ရပါတယ်ဒါကပေါ့နော် hand calculation နဲ့တွက်တဲ့နည်းပါ
ကျင်းတို့ hand calculation နဲ့တွက်လိုက်တော့အဖြေလေးရောသိပြီပေါ့နော်ဒါပေမဲ့ဒီပု္ပ္ပစာလေးကိုလေ Desmond နဲ့ Alpha တခုဖြည့်ရှင်းလို့ရပါသေးတယ်ဘယ်လိုမျိုးလဲဆိုရင်ကျင်းတို့ခုနကတွက်တဲ့ထဲမှာဆိုရင် equation တစ်ခုထွက်လာပြီးပြီမှတ်မိကြသေးလားမသိဘူးเนาะ x plus y equal 10 ဆို equation လေးတစ်ခုရယ်ပြီးတော့သူ့ရဲ့ total weight ဖြစ်တဲ့ 100x plus 120y equal 1100ရယ်ဆိုပြီး equation လေးနှစ်ခုထွက်တယ်ပေါ့နော်ဆိုတော့ Desmond မှာဒီလိုမျိုး equation လေးနှစ်ခုကိုရိုက်ထည့်ပြီးရင် line နှစ်ခုပေါ်လာလိမ့်မယ်အဲ့ line နှစ်ခုရဲ့ intersection point တနည်းအားဖြင့် solution ပေးရဲ့ point လေးကိုတွားချပြီးတော့ဒီနဲ့ y coordinate လေးကိုတွားကြည့်လိုက်မယ်ဆိုရင်5ဆိုပြီးတော့ထွက်လိမ့်မယ်ပေါ့နော်ဒီလိုမျိုး Desmond မှာထပ်လိုက်အောင်နဲ့လေအဖြေလွယ်တကူထွက်ပါတယ်အဲ့တော့ဒီပု္ပ္ပစာလေးကိုအကုန်လုံးနားလည်ကြမယ်ထင်တယ်နော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကောင်းတော့နေပါ